ဂွာဒီယိုလာရဲ့ရာမှုနဲ့တူအိမ်ကွန်းမှာရှယ်တကွဲရှုံးနေခဲ့တဲ့ Manchester City အားလုံးပဲမင်္ဂလာပါ။ဂွာဒီယိုလာရဲ့ Manchester City အသင်းကတော့လီဗာပူးလ်အသင်းနဲ့ Champions League ပွဲစဉ်မှာ2-0ဆိုတဲ့ရလဒ်နဲ့အိမ်ကွန်းကြီးမှာရှုံးပေးခဲ့ပြီဖြစ်ပါတယ်။ဒီပြဂွာဒီယိုလာအနေနဲ့ဒီပွဲစဉ်မှာလူစင်းပြောင်းလဲများစွာပြုလုပ်ခဲ့တာဖြစ်ပြီးအရင်ကစားသမားတော်တော်များများနဲ့လီဗာပူးလ်ကိုရင်ဆိုင်လာခဲ့တာပါ။ဒါကပဲအင်ရှင်တို့ကိုရှုံးပွဲကြုံတွေ့သွားစေခဲ့တယ်လို့ပြောရမှာဖြစ်ပြီးဂွာဒီယိုလာရဲ့ရန်ကစားသမားတွေအနေနဲ့ဘောလုံးတိုင်ကစားရုံသာတက်နိုင်ခဲ့တာဖြစ်ပါတယ်။လီဗာပူးလ်တို့ကတော့တပွဲလုံးမှာ9ကြိမ်သာဂိုးပေါက်ကန်သွင်းခွင့်ရခဲ့ပြီး2ကြိမ်ဂိုးပေါက်တက်ခဲ့တယ်လို့အဲ့ဒီ2ကြိမ်လုံးကိုလည်းဂိုးပြပြောင်းလဲနိုင်ခဲ့တာပါ။ Manchester City တို့ကတော့ဂိုးပေါက်ကန်သွင်းခွင့်19ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး9ကြိမ်ဂိုးပေါက်တက်ခဲ့ပေမဲ့တကူမှမရရှိခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်ရဲ့ပွဲတဲ့လူစင်းမှာဆိုရင်ဂွာဒီယိုလာအနေနဲ့တိုက်စစ်မှာဟာလန်ဆာမမုတ်ကိုပွဲထုတ်လာခဲ့ပြီးအော်စကာဘောဆာပင်ညိုရိုင်းဒါတို့နဲ့တွဲပြီးလာခဲ့တာပါ။ကွင်းလယ်ပိုင်းမှာတော့ရီကိုလူးဝဲနီကိုဂိုဇာလက်တို့ကိုအသုံးပြုခဲ့ပြီးကန်စင်ပိုင်းမှာတော့ဂျွန်စတိုအကီတွဲပြင်ကိုဆန်တော့ငူရီတို့နဲ့4-3ပုံစံခင်းချလာခဲ့တာဖြစ်ပါတယ်။ပွဲစားမာတွေက HMPP City တို့ကပဲတောက်လျှောက်ဘီယာပေးနေခဲ့ပြီးပွဲစား9မိနစ်မှာအကီရဲ့ပိုင်ငယ်ချက်ပြန်မဲ့ကုသမားကကွယ်တော့ခဲ့လို့သာ City တို့ဥဆောင်ကိုနဲ့လွှဲချော်သွားခဲ့ရတာပါ။အဲဒီနောက်ပွဲချိန်22မိနစ်အရောက်မှာတော့လီဗာပူးလ်တို့ဥဆောင်ကိုရရှိသွားခဲ့ပြီးညာချမ်းကဖက်တင်ပေးလိုက်တဲ့ဘောလုံးကိုလူကကန်သားအချင်းမရှိတဲ့ဂရီမယ်တို့ကအားပါပြည့်တဲ့ကန်ချက်နဲ့ကန်သွေးယူသွားခဲ့တာဖြစ်ပါတယ်။ဥဆောင်ကိုခွင့်ပြုပေးခဲ့ပြီးတဲ့နောက် City တို့ကခြေပါကိုရဖို့ပြန်လဲကြိုးစားလာခဲ့ပေမဲ့လီဗာပူးလ်ကိုသမားလက်စမ်းပြောက်ကာကွယ်နေခဲ့ပြီးပထမပိုင်းကတော့တကူကုန်းမရှိနဲ့သာပြီးဆုံးစီခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့အေရှင်တို့ကလူစင်းပြောင်းလဲများစွာပြုလုပ်လာခဲ့ပြီးတိုက်စစ်ပိုင်းမြင့်တင်လာခဲ့ပေမဲ့တကယ်တမ်းဂိုးရသွားခဲ့တာကလီဗာပူးလ်တို့ဖြစ်ပြီးပွဲချိန်54မိနစ်အရောက်မှာပက်ထရစ်ကလီဗာပူးလ်တို့အတွက်ဒုတိယမြောက်အနိုင်ဂိုးကိုအပိုင်ကောင်းတိုက်သွင်းယူပြီးသွားခဲ့တာဖြစ်ပါတယ်။ငကိုပြဲဥဆောင်ခံရချိန်မှာတော့ဂွာဒီယိုလာအနေနဲ့ဟာလန်ချာကီတို့ကိုထဲသွင်းသုံးပြလာခဲ့ပေမဲ့နောက်ကျသွားခဲ့ပြီးဖြစ်ပြီးပေမဲ့ကုသမားလက်စမ်းပြမှုနဲ့တူအိမ်ကွန်းမှာငကိုပြဲဆိုတဲ့ရလဒ်နဲ့ရှုံးနေသွားခဲ့ရတာဖြစ်ပါတယ်။ဒီရှုံးပွဲကြောင့်ဂွာဒီယိုလာရဲ့ Manchester City အသင်းအနေနဲ့နောက်ဆုံးနှစ်ပွဲဆက်ရှုံးနေရင်ဆိုင်ခဲ့ရပြီးဖြစ်ပြီးချန်ပီယံလိမပေးစရာစစ်ကြောင်းနေရာတွေလည်းဆင်းပြီးခဲ့ရပြီးဖြစ်ပါတယ်။